ကိစ္စကြီးကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးရွားလာပြီကွာငါ့တော်တော်တောင်းချမ်းနေရဲ့ဒေါသထွက်နေတယ်နေမင်းမိစ္ဆာကြီးကိုတွားနိုင်နေမှရအောင်မယ်ကွာမင်းကုညီပါမှာပဲငါ့ကိုလေအနိုင်ရမှာကဲတွားလိုက်ကြရအောင်ကွာတီချာကင်နာနော်ဘာမှစိတ်မပူပါနဲ့တငယ်ချင်းရငါအဲ့ဒီနေမင်းမိစ္ဆာဆိုတဲ့ကောင်ကြီးကိုငါအနိုင်ယူပေးပါမယ်ကွာအေးပါကွာငါမင်းကိုရှုံးပါရဲ့ကွာရှုံးလို့ပဲအားကိုးလို့ငါမင်းနေရဲ့နေရာအထိကိုလာခေါ်လိုက်တာပဲကွာအလို့စေရောငါ့ကိုရဲစခန်းကိုရင်သွားရမယ်ရဲတွေကိုဘလို့ငါ့ကိုအစီအစဉ်တွေဆွဲထားလဲပလန်ချထားလဲဆိုတာကိုတွားပြီးတော့အကြောင်းသွားကြရမယ်ကွာကဲရဲစခန်းကိုဦးတည်လိုက်ကြရအောင်ကွာဟေးမောင်စမိတ်ဒီကောင်ကနေမင်းမိစ္ဆာကိုတွားပြီးတော့နှိမ်နှင်းနိုင်မဲကောင်ဆိုတာတေးကြရလားကွာပြီးတော့ဒါဟိုတခါငေါင်းမျိုးလို့လာတောင်းကျန်းသွားတယ်ဖိုးလာမင်းမလားငါတို့ရဲတွေအောင်မှဝိုင်းဖမ်းလိုက်သေးရဲ့လीဟုတ်ပါရဲ့ဒါဖိုးလာမင်းပါပဲဗျဦးရဲကြီးကိုဖမ်းလို့ကျွန်တော်အောင်မှပြန်ပြီးတော့ကယ်ပေးလိုက်ရသေးရဲ့လေဗျကျွန်တော်လည်းမှတ်မိရဲ့ဒါပေမဲ့သူကအရင်တော့မစိုးတော့ပါဘူးကျွန်တော်ဟို